ဒီထဲမှာဗုဒ္ဓဟူးသမီးတွေကပေါ့နော်ကိုက healing stage ကိုဖြတ်ကျော်နေရတာမျိုးကိုတွေ့ရတယ်တခုခုအဲ့လိုမျိုးအဆင်မပြေနေတာမျိုးဒီကိုလှုပ်ချင်တဲ့အရာတွေကြံ့ကြာနေတတ်တာမျိုးအဲ့လိုမျိုးလေးတွေရှိတယ်ပြီးရင်ကိုချစ်တဲ့သူစီရမြင်ပြီးတော့ဒီထဲမှာ message လေးတစ်စောင်လေးပါတယ်ပေါ့နော်အဲ့တော့ဒီဗုဒ္ဓဟူးသမီးတွေအတွက်ဒီ10လပိုင်းကိုချိန်နဲ့တူတူကြည့်လိုက်ရအောင်ခြေကက်လေးတွေလှမ်းပြီးပြန်လာခဲ့မယ်ကိုအတွက် private reading လုပ်ချင်လို့ရှိရင်ချီ UD TikTok Messenger မှာလာပြီးတော့မိလာနိုင်တယ် YouTube မှာလည်း video တွေတင်မှာမလို့အဲ့မှာ subscribe လုပ်ပြီးတော့ video အသစ်လေးတွေတွားကြည့်လို့ရတယ်နော်အားလုံးပဲမင်္ဂလာပါဗုဒ္ဓဟူးသမီးတွေအတွက်ကက်လေးလှမ်းပြီးဆိုတော့ပြန်လာပြီအဲ့တော့ဒီထဲမှာဗုဒ္ဓဟူးသမီးတွေပေါ့နော်ဒီ10လပိုင်းထဲမှာဘာတွေကြုံတွေ့ရမလဲဆိုတော့ကိုကဒီ organization တခုနဲ့ပတ်သက်ပြီးတော့အကြီးအကဲတွေလောက်ရတာမျိုးကိုတိုင်းတစ်ခုခုအရာရာကိုဦးစီးနေရတာမျိုးအဲ့လိုမျိုးလူတွေတွေ့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ငွေကြေးနဲ့ပတ်သက်ပြီးတော့အရင်လထက်စားလို့ရှိရင်ဒီ10လပိုင်းထဲမှာပို့ပြီးတော့အဆင်ပြေလာတာမျိုးကိုတွေ့ရတယ်ပြီးရင်ကိုဖြစ်ချင်တဲ့အိမ်မက်တွေကိုဖြစ်ချင်တဲ့လမ်းကြောင်းပေါ်ကိုရောက်ဖို့အစပြိုးနေပြီပေါ့နော်အဲ့တော့ကြောင့်မလို့ဂျားထဲမှာနည်းနည်းပါးပါးကြံ့ကြာတာမျိုးလေးတော့ရှိတတ်တယ်ဒါပေမဲ့ကိုယ့်ရဲ့ဒီနှလုံးသားကိုဖွင့်ဟထားပါပေါ့နော်အဲ့လိုမျိုးဖွင့်ဟတဲ့အချိန်ကြာလို့ရှိရင်ကိုယ့်အတွက်ဒီကောင်းမွန်တဲ့အရာတွေပို့ပြီးတော့ရောက်ရှိလာလိုက်မယ်ဒီမှာကဘာလုံးကြီးတွေ့ရမလားနောက်ဆုံးကတ်မှာအဲ့ကဘာလုံးကြီးကကိုရင်ဆိုင်နေရတဲ့အခက်အခဲတွေအားလုံးကပြီးဆုံးတော့မယ်အဲ့တော့ကိုကဒီအချိန်တစ်ခုပဲလိုတာအချိန်တစ်ခုကိုစောင့်ဆိုင်နိုင်လို့ရှိရင်ကိုအတွက်တကယ်အဲ့လိုမျိုးအဖြေရှာမရတဲ့ပုံစံတွေအဖြေရှာမရတဲ့ကိစ္စတွေကပို့ပြီးတော့ကိုတိတာလာလိုက်မယ်ပေါ့နော်ကိုအခုချိန်မှာဆုံးဖြတ်ချက်ချလို့မရသေးဘူးဘာလုပ်ရမလဲမသိဘူးဘလို့လုပ်ရင်ကောင်းမလဲမသိဘူးအဲ့လိုမျိုးဖြစ်နေတဲ့သူတွေဆိုလို့ရှိရင်ဒီအချိန်တစ်ခုကိုစောင့်ပြီးရတယ်ကိုအတွက်ဒီ clarity ရလာလိုက်မယ်ပေါ့နော်ပြီးရင်ဒီထဲမှာတချို့ကပေါ့နော်ကိုကတခုခုကိုစိတ်အနှောက်အယှက်ဖြစ်တယ်ဆိုလို့ရှိရင်ကို့မှာ addiction တခုခုရှိတယ်ပေါ့ကွာအဲ့လိုမျိုးနည်းနည်းအဲ့လိုဆက်လိမ့်တောက်တတ်တဲ့သူတွေပါတာတော့၎င်းဒါမှမဟုတ်လို့ရှင်လည်းကို့မှာမကောင်းတဲ့အကျင့်ဆိုးတစ်ခုပေါ့နော်အဲ့အကျင့်ဆိုးကြီးကဖြတ်လို့မရတဲ့အကျင့်ဆိုးကြီးပေါ့နော်အဲ့လိုမျိုးအကျင့်ဆိုးဆိုလို့ရှင်လည်းတဖြည်းဖြည်းနဲ့သူ့ဟာနဲ့သူပြတ်သွားလိုက်မယ်ပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်ဒီထဲမှာချစ်သူကြီးစားတွေပါညာပါတယ်ဆိုလို့ရှင်လည်းအဲ့လိုကိုကတစ်ဖက်လူကိုအရန်ဆွဲလန်းနေတယ်ပြတ်သွားတယ်ဒါပေမဲ့အရန်ဆွဲလန်းနေတဲ့သူအဲ့လိုမျိုးဆိုလို့ရှင်လည်းဒါ addiction တစ်ခုပဲပေါ့နော်ပြောချင်တာအဲ့တော့အဲ့လိုမျိုးအရာဆိုလို့ရှင်လည်းဒီထဲမှာပါလာတဲ့ message ကကိုနဲ့သူနဲ့ကဘလို့မျိုးဆက်ပြီးတော့တွားမလဲဆိုတဲ့အဖြေကကိုယ်စိတ်ထဲမှာသိပြီးသားပေါ့နော်ပြက်ဆဲနေတဲ့သူတွေပါတယ်ဆိုလို့ရှိရင်လည်းတစ်ဖက်လူကကိုယ့်အကြောင်းကိုစဉ်းစားနေတယ်ကိုယ့်ရဲ့အချစ်ကသူ့အတွက်ပေါ့နော်အလင်းရောင်တစ်ခုဖြစ်စေတယ်ပေါ့နော်ဒါပေမဲ့ကို့နာမှာလည်းအဲ့လိုမျိုးတစ်ဖက်လူတွေပေါ့နော်ကိုယ်သဘောကျနေတဲ့သူတွေရှိတတ်တယ် main ကလေးဆိုလို့ရှိရင်လည်းကိုယ့်ကိုအဲ့လိုမျိုးတကယ် empire ရှိတဲ့သူကွာတိလာ empire energy ရှိတဲ့သူdecision ကိုသူပြတ်သားချနိုင်တယ်ပြီးလို့ရှိရင် तू ကဦးစီးဦးဆောင်လုံးနိုင်တယ်အဲ့လိုမျိုးလူကိုဘွားတဲ့ကိုဝင်လာမှာပေါ့နော်ပြီးလို့ရှိရင်ကိုလှုပ်ချင်တဲ့အဲ့လိုမျိုးစီးပွားရေးနဲ့ပတ်သက်ပြီးတော့၎င်းကိုလှုပ်ချင်တဲ့အဲ့လိုမျိုး plan တွေပေါ့နော်အဲ့လိုမျိုးရတယ်ဆိုလို့ရှိရင်လည်းတဖြည်းဖြည်းနဲ့သူ့ဟာနဲ့သူလှုပ်ဖြစ်လိုက်မယ်ဒီ10လပိုင်းမကုန်ခင်လောက်မှာပေါ့နော်အဲ့အရာတွေပို့ပြီးတော့အကောင့်တွေပေါ်ဖြစ်လိုက်မယ်လှုပ်ဖြစ်လိုက်မယ်ပြီးလို့ရှိရင်ဒီထဲမှာတချို့တွေကပေါ့နော်ပြက်ဆဲသွားတဲ့သူတွေဆိုလို့ရှိရင်တော့၎င်းဒါမှမဟုတ်ကိုကဒီလူမှုရေးကိစ္စနဲ့ပတ်သက်ပြီးတော့ပြဿနာဖြစ်တဲ့သူတွေဆိုလို့ရှိရင်လည်းကိုက healing လုပ်နေရတယ်ပေါ့နော်အဲ့လိုမျိုးလူတွေဆိုလို့ရှိရင်လည်းပို့ပြီးတော့ဒီ10လပိုင်းထဲမှာပို့ပြီးတော့ကိုယ်စိတ်ကကိုယ့်အကူပို့ပြီးတော့အဆင်ပြေလာလိုက်မယ်တချို့လိုအပ်တဲ့လူတွေဆိုလို့ရှိရင် mentor ကိုရှာလို့ရတယ်ပေါ့နော်ကိုယ့်ရဲ့ဒီအကြောင်းတွေဖွင့်ထားလို့ရမယ်သူအဲ့လိုမျိုးဆရာသမားတယောက်နဲ့တိုင်ပင်ပါညာအဲ့လိုမျိုးလုပ်လို့ရတယ်ပေါ့နော်တခါလေကြားလို့ရှိရင်ကိုကကိုယ့်ဘဝထဲမှာကိုလှုပ်ချင်တဲ့အရာတွေကကိုအတွက်အခုမဖြစ်နိုင်သေးဘူးအချိန်တစ်ခုကိုစောင့်ဆိုင်နေရတာမျိုး limitation တစ်ခုခုရှိနေရကွာတိလားအဲ့လိုမျိုးလေးတွေရှိနေတတ်တဲ့လူဆိုလို့ရှိရင်လည်းကြံ့ကြာနေတတ်တယ်ပေါ့နော်ခဏစောင့်ဆိုင်နေရတာမျိုးအဲ့လိုမျိုးတွေရှိတဲ့သူဆိုလို့ရှိရင်လည်းကို့အတွက်လမ်းကြောင်းလေးပေါ်လာလိုက်မယ်ဒီ10လပိုင်းထဲမှာပေါ့နော်ကို့အတွက်ဒီကိုဖြစ်ချင်တဲ့အရာတွေရရှိလာဖို့အချိန်တစ်ခုစောင့်ရမယ်အဲ့လိုမျိုးတွေ့ရတယ်ကိုယ့်ရဲ့ plan တွေကနောက်ပိုင်းကျလို့ရှိရင်ကိုတကယ်အကောင့်ထဲပေါ်ပြလိုက်မယ်ဒီထဲမှာခရီးသွားဖို့ပါမဲ့သူတွေလည်းတွေ့တယ်ပေါ့နော်ဒီတလအတွင်းပေါ့နော်ခရီးတွေသွားဖို့ရှိလိမ့်မယ်ဒီဗုဒ္ဓဟူးသမီးတွေပေါ့နော်ပြီးရင်ကိုအဖြေရှာလို့မရတဲ့ပုံစံတွေလည်းအဖြေရှာလို့ရသွားမယ်ပြီးရင်ဒီထဲမှာ single တွေပါတယ်ဆိုလို့ရှိရင်လည်း single တွေထဲမှာကိုသဘောကျတဲ့သူတွေအသစ်တွေ
ထပ်ပြီးတော့ရောက်ရှိလာလိမ့်မယ်ပေါ့နော်အဲ့တော့အင်္ဂါသားသမီးsorry အဲ့တော့ဒီဗုဒ္ဓဟူးသားသမီးတွေပေါ့နော်ဒီ10လပိုင်းထဲမှာကိုကြန့်ကြာနေတဲ့အရာတွေကချောချောမွန်နဲ့သူ့အတူဖြစ်သွားလိုက်မယ်ခရီးတွေသွားဖို့ရှိလိမ့်မယ်โอเคတခါလေကြားလို့ရှိရင်တခုခုကြန့်ကြာနေတတ်တယ်ဆိုတာကိုယ့်အတွက်ပို့ပြီးတော့ကောင်းမွန်တဲ့အရာတွေဖြစ်ပေါ်လာဖို့ပေါ့နော်ကိုသတင်းကောင်းစောင့်နေတဲ့သူတွေ scholarship တွေစောင့်နေသူအဲ့လိုမျိုးတွေသူဆိုလို့ရှိရင်လည်းရအောင်ရမယ်ပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်ငွေချင်းနဲ့ပတ်သက်ပြီးတော့လည်းကံကောင်းနေတတ်တယ်ငွေတွေပါညာပို့ပြီးတော့စုမိလိမ့်မယ်ကိုယ့်ရဲ့အိမ်မက်တွေကိုအကောင့်ထဲဖော်နိုင်လိုက်မယ်ပေါ့နော်ဒါဗုဒ္ဓဟူးသားသမီးတွေအတွက်အဲ့တော့ကိုယ့်အတွက်ပဲ private reading လုပ်ချင်တယ်ဆိုလို့ရှိရင်ချီယိုဒီ TikTok ဒါမှမဟုတ်ရင် Messenger လာပြီးတော့ဆက်သွယ်နိုင်တယ်ပေါ့နော် YouTube မှာလည်း video တွေတင်မှာမလို့အဲ့မှာYouTube ကို subscribe လုပ်ပြီးတော့ video တွေတွားကြည့်နိုင်တယ်ပေါ့နော်အဲ့တော့ဗုဒ္ဓဟူးသားသမီးတွေကံကောင်းပါစေနော်စကားတွေတောင်ထစ်ကုန်ပြီ